အားလုံးလည်းသိတဲ့အတိုင်းပဲလေရွှေဈေးတွေကအရင်တက်ကုန်ပြီမြေဈေးတွေလည်းတက်တယ်ခုခေတ်မှာလက်ထဲပတ်စံ1000ရှိရင်တော့မှဘာမှထွေတူတိတ်သုံးလို့မရတော့ဘူးအဲ့တော့ကျွန်တော်အမြဲတမ်းပြောသလိုပေါ့နော်ဘာရင်းနှီးမြှုပ်နှံတင်လဲဘာလုပ်ကြမလဲပေါ့ဆိုတော့အပွင့်လင်းဆုံးပြောတာကျွန်တော်တို့ပစ္စည်းတွေဝယ်ထားမယ်ဆိုလဲအစားတောက်တွေဆိုရင်လည်းဖုတ်မယ်တခြားပစ္စည်းတွေဆိုလဲမော်ဒန်အောက်တာတွေရှိမယ်ပေါ့နော်အဲ့တော့အားလုံးသောသူတွေအခုချိန်မှာတွေးရမှာဘာလို့ရင်းနှီးမြှုပ်နှံမလဲဘာလို့လုပ်မလဲအလုပ်ကိုင်တွေလည်းအဆင်မပြေတော်တော်ဖြစ်လာပြီပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာနေတဲ့သူအများစုကလည်းဒီနိုင်ငံမှာပဲမွေးဖွားကြီးပြင်းလာခဲ့ကြတာပေါ့နော်ကိုမိသားစုတွေပွဲခွာဖို့ရဆိုတာကိုမိဘတွေထားခဲ့ဖို့ရဆိုတာမလွယ်ဘူးဘာလုပ်ကြမလဲပေါ့ဆိုတော့အားလုံးတချို့သိတဲ့သူတွေလည်းတွေ့လိမ့်မယ်ကျွန်တော်အခုချိန်မှာဘာတွေလုပ်နေလဲကျွန်တော်မှာရှိတဲ့ပတ်စံတွေကျွန်တော်မှာစုမိတဲ့ပတ်စံတွေအကုန်လုံးကျွန်တော်ဘာတွေလုပ်နေလဲဆိုတော့အခုကျွန်တော်ရင်းနှီးမြှုပ်နှံနေတယ်အဲ့ဒါလေးကိုအားလုံးမျှဝေပေးချင်တာဘာရင်းနှီးမြှုပ်နှံနေရလဲဆိုတော့ကျွန်တော်ပညာရေးရင်းနှီးမြှုပ်နှံနေတာဟုတ်ပါတယ်ကျွန်တော်ပြန်တွေးကြည့်လိုက်တယ်ကျွန်တော်လွန်ခဲ့တော့17နှစ်လောက်ရှိပြီပေါ့နော်ကျွန်တော်2013ခုနှစ်တည်းကဒီဆက်ချုပ်နဲ့ပတ်သက်တဲ့ပညာရက်တွေကိုသင်ကြားခဲ့တယ်အဲ့တော့အဲ့ဒီရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေကြေးတွေကအခုကျွန်တော်ဒီ17နှစ်လောက်ထိမှာအဲ့ငွေကြေးတွေနဲ့ပဲအဲ့ဒီနေ့ရင်းနှီးမြှုပ်နှံခဲ့တဲ့သင်တန်းတွေအတွက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ငွေကြေးတွေကပဲကျွန်တော်ဘဝကြီးမှာအကျိုးမြတ်ရနေတာအဲ့တော့ကျွန်တော်ဝယ်ခဲ့တဲ့တခြားရင်းနှီးမြှုပ်နှံခဲ့တဲ့အသုံးဆောင်တွေပစ္စည်းတွေအရာအားလုံးကအခုချိန်မှာအလကားပဲအဲ့တော့အားလုံးသောသူတွေကိုလည်းကျွန်တော်ကဘာဖြစ်စေချင်တာလဲဆိုတော့ဒီနေ့ဒီခေတ်ကာလမှာကျွန်တော်ကိုယ်တိုင်အခုသင်တန်းတွေကိုပဲတောက်လျှောက်ဆက်တက်နေတယ်ဘာလို့လဲဆိုတော့ဒီငွေကြေးတွေကိုကျွန်တော်ကပညာအဖြစ်နဲ့ပြောင်းလဲလိုက်ချင်တာဒါကြောင့်မလို့ကြီးစုနေတဲ့သူတွေလည်းဘာလို့တင်လဲဆိုတော့အရင်နှမြုံနှံတင်ဆုံးကတော့ပညာပဲဖြစ်ပါတယ်အဲ့တော့အပြင်မှာသင်တန်းလာတက်ဖို့ရအခက်အခဲရှိနေတဲ့ပြည်ရင်းပြည်ပလူတွေအားလုံးအတွက်ကိုအကြံဉာဏ်ပေးချင်တာကကျွန်တော်တို့စီမှာအခုသင်တန်းတက်မယ်ဆိုရင် online class ရှိတယ်အကောင့်တစ်ခုကိုကျွန်တော်တို့ကတတ်တာတာဝန်ရှိတယ်ဖုန်းတစ်လုံးနဲ့ internet ရှိုံနဲ့အချိန်ကြီးလေ့လာနိုင်တယ်အခုဆိုရင်ပုံမှန်3သိန်းကိုကျွန်တော်ကဒီကနေ့ကနေစပြီးတော့ကျွန်တော်3ရက်အတွင်းပေါ့နော်ပထမအဦးဆုံးလူအယောက်50ပဲကျွန်တော်ပေးတော့မယ်အဲ့ဒါကတော့ကျွန်တော်တဘာသာကို1000ကျပ်နဲ့ကျွန်တော်စပေးမယ်10ဘာသာတက်မယ်ဆိုရင်3သိန်းပဲကျမယ်24ဘာသာလုံးတက်မယ်ဆိုရင်ပုံမှန်ဆိုလို့ရှိရင်360ကျော်ကျမယ်အပြင်မှာလာတက်ရင်390ကျော်ကျမယ်တကယ်လို့တဘာသာတွေကို3သိန်းကျပ်နဲ့အပ်မယ်ဆိုရင်23ဘာသာကိုအခမဲ့ပေးမယ်အဲ့ဒါတော့ကျွန်တော်10ဦးပဲပေးမယ်ကျွန်တော်ဒီ9ရက်နေ့လောက်ကနေစပြီးတော့မပေးတော့ဘူးတဘာသာကိုကျွန်တော်တို့3သိန်းကျပ်နဲ့ပဲလက်ခံတော့မှာဖြစ်တယ်ဘာသာစုံတက်မယ်ဆိုရင်ကျွန်တော်တို့6သိန်းကျပ်နဲ့လက်ခံတော့မှာဖြစ်တယ်ဒါကြောင့်မလို့အခုကြည့်ရှုနေတဲ့သူအပ်မယ်ဆိုရင်တဘာသာ1000နဲ့10ဘာသာ3သိန်းကိုအပ်တာတကယ်လို့ဘာသာစုံအပ်မယ်ဆိုရင်เนาะတဘာသာပဲအပ်3သိန်းနဲ့23ဘာသာအခမဲ့ရမယ်အခု page ရဲ့စီမှာအများဆုံးအပ်နှံပြီးတော့သင်တန်းချေးသွင်းပြရနဲ့တခါတက်လို့ရပြီเนาะအသက်မွေးဝမ်းကြောင်းပညာရက်ဖြစ်ဘဝရက်တည်လို့သူများအတွက် Professional Fashion at BFA